ရှင်ကန်းပြက်ရာသီဤစာကိုနှက်ဘလူးတို့အိတ်ချိန်မှတန်ရောစင်ဦးပတ်ပြိုးတစ်ပိုက်အဖြစ်ပန်းဘာသာနဲ့ရေးသားလိုက်ပါတယ်ငါနေတဲ့ရက်မှာတော့မိုးဦးအကြစောတယ်ရွှေဝလွာအဲ့ဒီကုန်းမြင့်ဒေသလေးမှာဘရောက်တွေဝေပါစေမိုးသေးညရိုးရိုးလေးမှာငါရဲ့ပန်သူမဲ့ဖျောင်းတစ်ခွလေးရဲ့ထိုင်နေကြအပြာရောင်ခုံတန်းလေးရဲ့ပြီးတော့ရှောက်နေကြအဝါရောင်လမ်းကလေးရဲ့စကားဖောင်ဖွဲ့ပြောဖြစ်တာကမျောနေကြငှက်ကလေးအကြောင်းပေါ့ဟုတ်လို့တဖြောက်ဖြောက်မိုးရေဇက်ကလေးတွေကစိတ်နာကိုတကားလာခောက်တယ်တရံရောခါကလို့စလိုက်မိတာနဲ့ညရီအေးကြီးပြတ်တော့တာပါပဲမဖြစ်သေးပါဘူးလေဆိုပြီးဘဝကိုတစ်စစ်ချင်းပြန်ချိုးကြည့်တော့လေအညွန့်ကျိုးတာပဲအဖက်တင်နေတရိယာချင်းနိုးတွက်မှာစိတ်အစားပြေစရာဖြစ်အဖြူရောင်တစ်ရှူးစာလေးနဲ့ရင်းမှာဖနှက်ဖြူလေးသာရှိပါတယ်တဘဝလုံးအငွေ့ပြန်သွားရတဲ့အဖြစ်မှာချစ်မိသူသာအပြည့်ရှိပါသည်ထို့သို့ငါဝန်ခံပါ၏တရားပုံမှန်ပွားတဲ့အလွမ်းကိုအလွမ်းမှန်းသိတာကရောတတိပဋ္ဌာန်ညီပါသလားလို့မေးမိတော့ဟိုဘက်ခန်းကဓမ္မဆရာရဲ့တက်ပြင်းချတဲ့တိုးတိုးလေးကိုပဲကြားရတယ်ဟောကိုငဲ့ရဲ့အခါလုံးမိုးတချင်းကို၄နာရီထုံးမှာကြားရပြန်တယ်ရင်ခွဲပလက်မျက်ရည်ယိုနေတဲ့ဘုံဆိုင်ဦးလေးစီကပဲဖြစ်မယ်ပန်းပြက်ကလေးရဲ့အနဲ့ရောင်နှိမှာအဖြူရောင်ခတ်တာလေးပြန်ခဲ့မယ်တဲ့စောင့်နေကြအဝါရောင်ဘူရာဦးလေးတောင်ရှိဆွေးစပြုတ်လာပြီတော်ပါပြီကွယ်တင်းထားတဲ့ကျိုးကိုဖြည့်ပြီးဆုပ်ထားတဲ့ဓာတ်ကိုချလိုက်ပါပြီပင်ကူလေးတွေခုံချရဲတယ်ဆိုတာသူတို့မှကျိုးပူပါတယ်ဝလွားရဲ့အေးသက်ကြည်သာအနားယူပါရွှေဝလွားဥဒ္ဒရရင်စွန်းတန်းအလုံးမှာကိုမီးတို့လိုထုံးပြီးအလင်းပြိုးထားပါတယ်စိန်ပန်းခင်းတဲ့တလွန်တော်မိုးရာသီဂီတနဲ့စိုးစိတ်မဲ့စွာအိပ်ပါရွှေဝလွားမလုံးတလုံးဘဝလေးကိုလည်းငါမျက်ရည်နဲ့ဖာပေးထားပါတယ်လွမ်းတဲ့စိတ်နဲ့အထိတ်ကိုသတိရတိုင်းအဲ့ဒီရွှေဘဝတော်နုနုလေးမှာနေချင်းညှူထွေးနှွေးပါစေလေးဖြီထိသွေးအေးပါစေကွယ်တင်ချင်းမြရသူဤလက်ကိုတွဲတိုင်းလူသားတို့မြစ်တာရောရှက်စစ်မှတ်ဟူသည်မြငိမ့်ပါစေလွမ်းဆက်ဟူသည်မြသိမ်းပါစေကွယ်တခွင့်တခါငါ့ကိုတရိယာခဲ့ရင်မဖြစ်နိုင်ပါဘူးလေမော်နတ်ပြူ